လွန်ခဲ့တဲ့1999အောက်တိုဘာ3ရက်နေ့မှာကျွန်တော်ဖေဦးတင်အောင်ပြန်လုံခဲ့ပါတယ်အောက်တိုဘာ3ရက်2025ဆိုရင်သူကွယ်လွန်တာ26နှစ်ပြည့်ပါပြီသူ့အကြောင်းကိုကျွန်တော်ကြပြတစ်ပုဒ်ရေးထားပါတယ်ဖေကိုတတိယတဲ့အနေနဲ့ဒီကြပြလေးကိုကျွန်တော်ရွတ်ဆိုလိုက်ပါတယ်ကျွန်တော်အဖေရဲ့အကြောင်းလေကွင်းမြင်ကြီးတဲကရွာကလေးမှာသူ့ဘဝစခဲ့ငယ်ဘဝဟာခိုက်ကြမ်းကြမ်းအိမ်ရှိလျက်ကွင်းမြင်တဲ့ထွက်အိတ်ခဲ့ရနေကင်းဘက်လဲပုံနေရညမှာလဲမီးတိုင်ထွန်းရင်တစ်နှစ်လောက်လဲအိမ်ကိုစွန့်ခွာနေခဲ့ရငယ်ဘဝကိုအမြဲတရိယာစီဖို့ကြောက်ပေါက်မာတွေဘားပြင်ပေါ်မှာလက်ဆောင်ရခဲ့မြေစာပင်တပင်လဲထွန်းပြိုးနှုတ်ကောက်ရိပ်လေဝင်းမြင်ကြီးကသူ့ကိုကျောင်းစီပို့ပေးခဲ့ကျွဲနွားတွေသူ့ကိုကျောင်းစီပို့ပေးခဲ့ပဇွန်လုံးဖားငါးတွေကသူ့ကိုကျောင်းစီပို့ပေးခဲ့တယ်သူ့ခြေသူ့လက်သူ့ပခုံးတွေကသူ့ကိုကျောင်းစီပို့ပေးခဲ့တယ်ရွှွန့်ဘွက်လေကသင်းယထာလန်းတွေကသူ့ကိုကျောင်းစီပို့ပေးခဲ့တယ်ထူးချွန်စာတော်တဲ့ကျောင်းသားလေးဟာသူ့ပညာသင်စည်းနဲ့သူကျောင်းတက်ခဲ့သွားခွင့်ရပါလေတက္ကသိုလ်ကိုမသွားခဲ့ရဘူးရအလုပ်ပါပဲကျောင်းဆရာဖြစ်ခဲ့သူ့ရဲ့မိဘတွေကိုလုပ်ကျွေးခွင့်ရတယ်လေကွင်းမြင်ကြီးတွေကရွာသားလေးတယောက်လေကွင်းမြင်ကြီးတွေကရွာလေးတရွာမှာကျောင်းဆရာစာရေးဆရာကြီးဦးတော်စင်မွေးဖွားရာဇရက်လှရွာကလေးမှာသူကဆရာလေးပေါ့အထက်တယောက်အောက်တယောက်အလဲလူသူဟာသူ့လူရိုဘဝကိုသူချစ်တဲ့ကောင်မလေးစီမှာအနှံလိုက်တယ်သားလေးယောက်တို့ရဲ့ဖခင်ဘဝဆိုတာရာခဲလှပါပြီကျောင်းဆရာလုံရင်းကမျိုးချစ်စိတ်နိုးကြွသူ့ရွာကလေးကိုတိုးတက်စေခြင်းသူ့မြို့လေးကိုတိုးတက်စေခြင်းသူ့နိုင်ငံကိုတိုးတက်စေခြင်းမြေဖြူကိုချသူ့ဘဝကိုအများစီအပ်လို့လုံနိုင်သမျှတဲ့ပိုးလို့သူလုပ်တယ်သူလုပ်ခဲ့တယ်သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရိုးသားမှုတနာကျင်နာမှုတွေကသူ့ကိုသူ့ရဲ့စာသင်ခန်းတွေစီပြန်ခေါ်သွားကြတယ်ဂုံတိတ်ခါရှိနဲ့သူ့တပည့်တွေနဲ့သူပြောတယ်သူ့မှာတပည့်တွေများလာတယ်သူ့တူတွေဟာသူ့တပည့်တွေဖြစ်လာတယ်သူ့သားတွေဟာသူ့တပည့်တွေဖြစ်လာတယ်သူ့တပည့်တွေရဲ့သားသမီးတွေဟာလည်းသူ့တပည့်တွေဖြစ်လာတယ်ကြောင်ချင်းမြည်တဲ့ရက်လေးစပိန်အိုလေးကိုစီးရင်ဆက်ပြတုံးပယုတ်လုံးလိုဘဝကပသွားအစိမ်းအောင်မပီတော့တဲ့ကျောင်းစိမ်းလုံကြီးမှာမြေဖြူတွေပေးနေတာကိုရဲမောပျော်ရွှင်ကျေနပ်လို့ကျောင်းဆရာဘွားကအငိမ့်သားယူတဲ့နေ့မှာသူ့တပည့်တွေကသူ့ကိုအိမ်ပြန်လိုက်ပို့ကြတယ်သူဇနီးကသူ့ကိုအိမ်ချံဝကစီးကျူတော်စင်အောင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်